အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့သောတိုက်ရက်ကွက်ရဲ့တစ်နှစ်တစ်ခါအမြဲကျင်းပါတယ်စွမ်းစံစိမ်းလောင်းပွဲလေးဖြစ်ပါတယ်သောတိုက်ရက်ကွက်ရဲ့ကျူဆိုင်ရက်ကွက်ရဲ့နေရက်ကွက်ပေါင်းပြီးတော့ပေါ့တစ်နှစ်တစ်ခါအမြဲကျင်းပါတယ်စွမ်းစံစိမ်းလောင်းပွဲပါဒါကျွန်တော်တို့ဈေးကနေပွင့်ဆုံးသောတိုက်ကျူဆိုင်ရက်ကွက်ကိုကြွတာပေါ့နော်ရှေ့ဆုံးကလာနေရတော့တော့မင်္ဂလာတော်မြို့နယ်ရဲ့နာယကဆရာတော်ဖြစ်ပါတယ်ဒီဘက်ဘေးကငွေဖလိုက်ကင်ထားတာကျွန်တော်ရဲ့အဖေပေါ့မဆိုင်လူနေရတော့အမေပေါ့နော်အမေနဲ့ညီမလေးပေါ့နော်ဆရာတော်ကကျွန်တော်ရှာနေလူလာခဲ့ကျွန်တော်ဘာမှမလူလိုက်ရပါဘူးဗျာနောက်ကတော့ဒါကျောင်းနိုင်ဆရာတော်ကြီးလည်းပါတယ်စာကြကိုတော်ကြီးလည်းပါတယ်စာကြကိုတော်ကြီးရောကျောင်းနိုင်ဆရာတော်တွေရောအများကြီးရောနော်စာကြကိုတော်ကြီးလည်းပါပါတယ်တန်ခါပါ100ကျော်နဲ့ကြွချီတာပါဒါကတော့ဒေါ်ရရက်ကွက်ရဲ့တစ်နှစ်တစ်ခါအမြဲတမ်းကျင်းပတဲ့ပွဲလေးဖြစ်ပါတယ်ဒီချိန်ရောက်ပြီဆိုရင်ကျွန်တော်တို့လမ်းလေးကိုကျွန်တော်တို့သားမိ3ယောက်ကအမြဲတမ်းတပြက်စီးလှည့်ဖြစ်ပါတယ်တပြက်စီးမြဲလှည့်တယ်တက်ရှိလုပ်တယ်လူတွေအများကြီးတော့လို့အဆင်ပြေအောင်လို့တဲတွေကဲတွေအဲ့လိုမျိုးပေါ့နော်လမ်းလေးကိုအမြဲတမ်းပြင်ဆင်ပါတယ်ဒါတော့တန်ခါပါ100ကျော်ကြွားမြန်းနေတဲ့ပုံပါပေါ့နော်ဟိုမှာအမေရဲ့ညီမတွေကတော့လူပြီးသွားပြီဆိုတော့သူတို့ကြည့်ပြီးပီတိတွေဖြစ်နေတာပေါ့နော်ပင်လဲပင်ပန်းနဲ့မောလဲမောပေါ့နော်တနာရီကြော်လောက်သားမိတွေအသေးအတန်လို့ပဲသားမိတွေမဟုတ်ပါဘူးလမ်းထဲကတော်ကြီး2ယောက်လည်းပါပါတယ်အဲ့ဗီဒီယိုအကုန်ရိုက်ထားတဲ့ဗီဒီယိုတွေတော့မချပြတော့ပါဘူးเนาะဒါကတော့တနေ့တစ်ခါအမြဲပြောရတဲ့ပွဲလေးပါ